အားလုံးပဲမင်္ဂလာပါဒီနေ့ reading လေးကတော့တစ်ဖက်လူကကိုဘာဖြစ်လို့ဖွင့်မပြောတာလဲကိုစီကိုသူဘာလို့မလာတာလဲဘာတွေကကိုနဲ့သူ့ကြားမှာတားဆီးနေရလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ reading လေးကိုကြည့်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီ reading လေးကိုကြည့်နေတဲ့သူလေးတွေစီကိုရဲ့တစ်ဖက်လူကဘာဖြစ်လို့ဒီကိုလိုချင်တဲ့ပေါ့နော်ကိုစီကိုရောက်မလာတာလဲဖြေပဲဖြစ်ပေါ့နော် Three of Pentacles okay the Empress and the High Priestess okay အဲ့တော့သူတို့ကလေပထမဆုံး Three of Pentacles ဖြစ်တယ်သူတို့ကတကယ်လက်တွေ့ကြတဲ့ပြဿနာတွေကိုသူတို့ကနည်းနည်းလက်တွေ့ဆန်းစဉ်းစားနေရမျိုးပေါ့နော်ဥပမာကိုအဆုံးထိသူတို့ကကိုအပေါ်မှာအဆုံးထိသွားနိုင်တာဆိုပြီးတော့သူတို့ပြန်စဉ်းစားရဲတကယ်လို့မသေးကြအောင်ဆိုရင်သူကလေမသေးကြတဲ့စိတ်နဲ့ကိုစီကိုမလာချင်ဘူးသူကလုံးဝလက်ထပ်ဖို့အထိသူတို့အဆင်ပြေမှာလားသူတို့ဘက်ကသေကြလားဆိုတာမျိုးပေါ့နော်သူတို့ပြန်စဉ်းစားနေရအဲ့ဒါကြောင့်လေအချင်းတွေကမြန်ဆက်မတိုးတက်တာကိုမဖွင့်ပြောတာမျိုးပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့သူတို့ဘက်ကမသေးကြမရေရအောင်ဆိုလို့ရှိရင်သူကတဝက်တစ်ပြက်နဲ့ကိုစီကိုမလာခြင်းကိုမဖွင့်ပြောခြင်းအဲ့လိုပုံစံမျိုးเนาะဒီဒုတိယကလေးကအရန်ကိုထူးခြားတယ်ပေါ့နော် the Empress သူတို့ကလေကိုအရန်ကြီး high value ပေါ့နော် value အရန်တမိုးထားတယ်သူတို့ကတကယ်လဲချစ်စရာကောင်းလဲအရန်တမိုးထားတယ်အဲ့ဒါကြောင့်လေကိုလေးကိုလွယ်နဲ့လေဖွင့်ပြောလိုက်တာမျိုးသူတို့မလုပ်ချင်အရန်တမိုးထားတာမလို့ကိုကတကယ်တည်ကြတဲ့ချစ်စင်မြတ်တာနဲ့ထိုက်တန်တယ်တကယ်တည်ကြတဲ့အချိန်တစ်ခုရောက်တော့မှသူတို့ဘက်ကတည်ကြတော့မှကိုဖွင့်ပြောမယ်ကိုကဒီထက်တကယ်ကောင်းတဲ့အရာတွေနဲ့ထိုက်တန်တယ်တကယ်ကိုဒီ relationship ဆိုလို့ရှိရင်လည်းပေါ့နော်တကယ်ကြီးကိုသူတို့ဘက်ကတီတက်ဖြစ်ပြီးဆိုတော့မှအဲ့လိုမျိုးဖွင့်ပြောဖို့ထိုက်တန်တယ်ကိုကတကယ်ကို value သူတို့အရန်ကိုတန်ဖိုးထားတဲ့အတွက်ကြောင့်သူတို့ဘက်ကမှပြင်ဆင်စရာတွေရှိသေးတယ်လို့သူခံစားရတဲ့အတွက်ကြောင့်သူကလွယ်နဲ့မပြောနိုင်လွယ်နဲ့ဖွင့်မပြောနိုင်ပေါ့နော်ပြီးတော့သူတို့ရဲ့ inspiration ကိုလည်းသူတို့ယုံနေအဲ့ဒါကြောင့်သူတို့တကယ် right time လို့သူတို့မခံစားသေးဘူးတကယ်သူတို့ prepare လုပ်တာမပြီးသေးဘူးလို့ထင်နေသေးရဆိုရင်သူတို့ကဒီတိုင်းဘယ်လိုပြောရမလဲဒီတိုင်းပြောလိုက်တာထက်တည်ချာလေးအချိန်ယူပြီးတော့တကယ်သူတို့ right time ဖြစ်ပြီးလို့ထင်တော့မှပြောမယ်အဲ့လိုမဟုတ်သေးဆိုရင်သူတို့တိတ်လေးပဲဒီတိုင်းလေးပဲပေါ့နော်ဒီတိုင်းလေးပဲဒီသူတို့ရဲ့ခံစားချက်ကိုဖုံးကွယ်ပြီးနေမယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးမြင်ရတယ်အဲ့တော့ကိုသူကဖွင့်မပြောသေးဘူးမဆက်သွယ်ဘူးဆိုလို့ရှိရင်ဒါကိုမိသွားတဲ့သဘောကိုသတိမထားမိတဲ့သဘောမျိုးမချစ်လို့အဲ့လိုမျိုးမဟုတ်ဖ ೇನೆ ဘီယူမဆိုင်တဲ့သဘောမျိုးမဟုတ်ဖ ೇನೆ သူတို့ဘက်ကသိကြခြင်းလို့သူတို့ပြင်ဆင်စရာရှိတာကိုပြင်ဆင်နေလို့သူတို့ရဲ့ဒီ practically ဒီခံစားချက်ပိုင်းရောပေါ့နော်ဒီလက်တွေ့ကြတဲ့ဒီကိစ္စတွေမှာသူတို့ကအဲ့လိုတကယ်လက်တွေ့ကြသေချာလေးပြင်ဆင်ခြင်းလို့အဲ့ဒါကြောင့်မလို့ကိုလွယ်နဲ့ဖွင့်မပြောတာကိုအရန်တမိုးထားလို့ဒီလွယ်ကူကြီးပေါ့နော်မလုံနိုင်တာပေါ့လွယ်ကူဖွင့်မပြောနိုင်တာသူတို့ဘက်ကတေးကြတာအောင်စောင့်နေတာအဲ့ဒါကြောင့်မလို့အဲ့ဒီအချိန်တွေမှာသူတို့ခံစားချက်ကိုဖုံးကွယ်ပြီးတော့ဒီတိုင်းဘာမှမဖြစ်သလိုနေဖို့သူတို့ရွေးချယ်ထားတာပေါ့နော်အဲ့လိုမျိုးလေးမြင်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်